ဆိုဗီယက်တယောက်ဟာဂျာမန်တပ်ဖွဲ့လုံးကိုတားဆီးနိုင်ပါမလားဒီဆိုဗီယက်စစ်သားကြီးကလမ်းလေခေါင်မှာတယောက်ထဲရက်ပြီးဂျာမန်တပ်ဖွဲ့တစ်ခုလုံးကိုပိတ်ဆို့ထားပါတယ်သူ့ရဲ့တာဝန်ကဂျာမန်တွေရှေ့ဆက်မတိုးနိုင်အောင်ဟန်တားဖို့ပဲလို့သူကပြောတယ်ဒါကိုကြားတော့ဂျာမန်တွေကသူ့ကိုလောင်ပြောင်ပြီးဝိုင်းရကြတယ်ဒါပေမဲ့ဂျာမန်ယာရှိကသူ့ရဲ့တတိကိုလေးစားလို့သူ့လူတွေကိုပြစ်မိတ်မပေးခဲ့ဘူးအသက်ရှင်ခြင်းရင်လမ်းဖယ်ပြီးအမြန်ထွက်သွားလို့ပြောလိုက်တယ်ပြီးတော့ဒီလမ်းပေါ်မှာကြောက်တုံးတစ်လုံးချထားတာမှမင်းထက်ပိုပြီးအသုံးဝင်ဦးမယ်လို့လောင်ပြောင်ကြပြန်တယ်ဒါပေမဲ့ဆိုဗီယက်စစ်သားကြီးကတော့တုံ့လှုပ်ခြင်းမရှိပါဘူးသူကလူတွေအများကြီးမလိုပါဘူးသူတယောက်ထဲနဲ့တားဆီးနိုင်တယ်လို့ပြောလိုက်တယ်ဆိုဗီယက်စစ်သားကြီးကယုံကြည်မှုပြည့်နဲ့ပြောတော့တန်တရာဝင်လာကြတယ်ဂျာမန်စစ်သားတွေလည်းသူ့တနက်ကိုဆွဲယူပြီးစစ်ကြည့်လိုက်တော့ကြီးစံလဲတတောင်မှရှိမနေပါဘူးဂျာမန်တွေလည်းဝိုင်းရကြပြန်တယ်အရာရှိကသူ့ရင်ဘက်မှာဆွဲထားတဲ့စုတစိတ်တွေကိုကြည့်ပြီးဒါတွေကအတုတွေလားလို့လောင်ပြောင်ပြန်တယ်ပတ်ဝန်းကျင်ကိုတေချာစစ်ကြည့်တော့လဲဆိုဗီယက်တွေပုံခုနေတာလည်းမတွေ့ရပါဘူးနောက်ဆုံးတော့အရာရှိကဒီဖြစ်ရပ်ကိုဗိုလ်ချုပ်စီအစီရင်ခံလိုက်တယ်ဗိုလ်ချုပ်ကလည်းဒီစစ်ပြန်ကြီးအပေါ်တော်တော်လေးစိတ်ဝင်စားသွားတယ်သူ့ကိုရှင်ပြဖို့လွယ်ပေမဲ့စစ်ပြန်ကြီးရဲ့တကယ်ရည်တဲ့ချက်ကဘာလဲဆိုတာကိုသူသိချင်နေခဲ့တယ်ဗိုလ်ချုပ်ကစစ်ပြန်ကြီးကိုပြောလိုက်တယ်မင်းတို့ဆိုဗီယက်တပ်တွေဟာခြေကျင်သွားနေကြတာငါသိတယ်ဒါကြောင့်မင်းခုဘလောက်ပဲအချိန်ဆွဲငါတို့ကတော့အလွယ်တကူအမိလိုက်ပြီးခြေမုံနိုင်တယ်လို့ပြောလိုက်တယ်မင်းရဲ့ရဲဘော်တွေအတွက်နဲ့အလကားနေရင်အသက်မသေးခံမဲ့အခုချက်ချင်းလမ်းဖယ်ပေးလို့အမိန်ပေးလိုက်တယ်နောက်ဆုံးတော့ဆိုဗီယက်ကြီးလည်းအသက်ကိုပြင်းပြင်းရှူလိုက်ပြီးသူ့ရဲ့ခြေထောက်တွေကိုဖယ်ပေးလိုက်ပါတော့ခြေကျင်သွားနေတဲ့ဆိုဗီယက်တပ်ကြီးလည်းဂျာမန်စစ်သားတွေရဲ့လက်ကနေလွတ်မြောက်သွားခဲ့ပါတော့တယ်